ဒါတွေကတော့တဲအိတ်ထိုးတဲ့လက်ဝဲအိတ်ပုံစံလေးဖြစ်ပြီးတော့ဒါလေးကတော့ spine ထိုးတဲ့လက်ဝဲပုံစံဖြစ်ပါတယ်နော်ပုံမှန်အပြင်တဲအိတ်ထိုးတဲ့လက်ဝဲအိတ်တွေက spine ကစားတဲ့လက်ဝဲအိတ်ရက်ကိုပတ်တင်ပုံမာလေးရှိပါတယ် spine ထိုးတဲ့လက်ဝဲအိတ်တွေကတော့ပတ်တင်နည်းနည်းလေးပို့ထူပြီးတော့ပို့ပြီးပြော့ပြောင်းလေးရှိပါတယ်တဲအိတ်ထိုးလို့ကောင်းမဲ့လက်ဝဲအိတ်ပုံစံလေးကျွန်တော်ပြပြပါမယ်နော်ဒီပုံစံလေးတွေကပတ်တင်ပါလို့ထင်ရပေမဲ့ပတ်တင်ကပိုကျစ်လစ်တဲ့တက်ကိုလက်ကိုပို့ပြီးတော့ကာကွယ်နိုင်မယ်စပိုင်ထိုးဖို့တော့တိတ်တော့ဒါတိတ်ထိုးဖို့တော့ပဲပုံတင်တော်တဲ့ပုံစံလေးဖြစ်ပါတယ်နော်ဒီစပိုင်မှာတော့ကိုစပိုင်ဘက်ကတော့မညာတာယာနည်းနည်းရောက်ပါတယ်စပိုင်ထိုးဖို့တော့ဆိုပြီးတော့ပဲဒီဟာကိုသက်သက်ရွေးယူရလို့လည်းရှိပါတယ်တန်နေလက်အီလေးဖြစ်တဲ့အတွက်ကိုနဲ့ထိုးတဲ့စပိုင်ဘက်ကိုလည်းနည်းနည်းညာရလဲရောက်ပါတယ်ကြာလဲပို့ထိုးနိုင်မယ်ပေါ့နော်International မှာတော့တဲအိတ်ထိုးဖို့အတွက်ကိုလက်ဝဲတစ်လုံးစပိုင်ကစားဖို့အတွက်ကိုလက်ဝဲတစ်လုံးလက်ဝဲနှလုံးပြီးတော့စောင့်ထားလေးရှိရပါတယ်ကျွန်တော်ဆမ်မီဆက်မှာလက်ဝဲတွေကိုစိတ်ကြိုက်ကြည့်ပြီးတော့စွတ်ကြည့်ပြီးတော့လာရောက်ဝယ်လို့ရပါတယ်နော်ဈေးရတော့ကျွန်တော်တို့9000အောက်ကနေပြီးတော့3သိန်းကျော်2သိန်းထိရှိပါတယ်